ကြောက်စရာကောင်းတဲ့ဖြစ်ပျက်တစ်ခုဖြစ်ပါတယ်เนาะအဲ့တော့တချို့တဲ့သူတွေကဆိုရင်ဒါသူ့ကြောပိတ်သွားတဲ့အခါမှာနေအောင်ဒီထဲမှာသွားတဲ့အခါမှာဒါသူတွေကဘုံတော့သူ့ကြောပြတ်သွားတာမျိုးလို့เนาะအဲ့တော့သွေးကတစ်ချောင်းပြီးတစ်ချောင်းကိုလည်းပတ်မှုမရှိတော့တဲ့အခါမှာကြာလာတဲ့အခါကျတော့နောက်ဆက်တော့ဘာဖြစ်လာလဲဆိုတော့သွေးကြောပိတ်တဲ့ယောဂသွေးကြောပိတ်တဲ့ဝေဒနာတွေကလေဖြတ်တာမျိုးတွေဖြစ်လာနိုင်တယ်ပြီးပြီဆိုတော့ရဲ့နှလုံးသွေးကြောပိတ်တဲ့အခါမှာနှလုံးရက်တန့်သွားတဲ့မျိုးတွေဖြစ်သွားနိုင်တယ်အဲ့တော့ဒီထဲမှာရှိနေတဲ့မိတ်ဆွေတွေအားလုံးကဒီလိုမျိုးပြဿနာလေးတွေဒီလိုမျိုးဝေဒနာမျိုးတွေကိုဖြေရှင်းနိုင်ဖို့တော့ကကျွန်တော်တို့ကနေပြီးတော့ဆက်ဆက်မောဆိုတဲ့ပုံပြီးတော့ထုတ်ထားတဲ့ဘိုင်နာလို့ခေါ်တဲ့ပစ္စည်းလေးတွေရှိပါတယ်အဲ့ဒီပစ္စည်းတွေကိုမိတ်ဆွေတွေကျွန်တော်အားလုံးကိုတောက်တုံးတဲ့အခါမှာကျွန်တော်ရဲ့သွေးကြောထဲမှာရှိတဲ့အဆီပိတ်တာမျိုးတွေကိုလည်းသူကဆီကြောပေးသွားမှာဖြစ်ပါတယ်ပြီးပြီဆိုကျွန်တော်ရဲ့ခန္ဓာကိုယ်မှာရှိတဲ့အဆီတွေသွေးကြောထဲမှာရှိတဲ့အဆီတွေအားလုံးကိုသူကလာတော့မယ်စားမယ်ဖြစ်ပါတယ်အဲကြောင့်ကျွန်တော်စားလိုက်တဲ့စားအတော့တွေအားလုံးတွေကလည်းအဆီဖြစ်စေတဲ့အရာတွေကိုဖြတ်ထုတ်သွားပြီးတော့ချစ်ချင်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကဒါနှလုံးသွေးကြောပိတ်တဲ့လူတွေသွေးကြောထဲမှာအဆီတွေပိတ်နေတဲ့သူအားလုံးတွေလည်းဒါဒီမရီနာကိုပုံမှန်တစ်နေ့တစ်လုံးမှတောက်သွားမယ်ဆိုရင်အဲ့ဒီဝေဒနာလေးတွေကိုဖြည့်ရှင်းပေးသွားနိုင်မှာဖြစ်ပါတယ်နော်အဲ့တော့ဒီထဲမှာရှိနေတဲ့မိတ်ဆွေတွေအားလုံးကလည်းဒီသွေးကြောမှာအဆီပိတ်တဲ့ဝေဒနာလေးတွေရှိတဲ့သူတွေဆိုရင်ဒီဗီဒီယိုလေးကိုကြည့်ပြီးပြီဆိုကျွန်တော် check ကမှာလာပြီးတော့မေးမြန်းနိုင်ပါတယ်ဒီပစ္စည်းကိုဘယ်လိုမှာရမလဲဒီပစ္စည်းကဘယ်လိုဝယ်ရမလဲဆိုတော့ကျွန်တော် check ကမှာလာပြီးတော့မေးမြန်းနိုင်ပါတယ်เนาะဒါဆိုတော့ဒီနေ့ကျွန်တော်အနေနဲ့မျှဝေပေးတာကျတော့ဒီလောက်ပါပဲ